မော်ဒယ်လောက်တာကကျမမိသားစုစီတွားလဲဖို့အတွက်ခပ်ပေါ်ပေါ်လေးလက်မှတ်ခအဝတ်အစားဖို့နဲ့အိမ်မလိုတဲ့တခြားတိုလီမိုလီဖို့တွေလည်းတက်နိုင်သွားစီတာပေါ့တခါတလေကာဝင်လေးပါလေးလည်းတက်နိုင်တော့ပါရဲ့မော်ဒယ်လောက်တယ်ဆိုတာရေခဲမုံအပေါ်က charity လေးလိုပါပဲလူနာတွေကိုလည်းကျမမော်ဒယ်လောက်တာပြောမပြပါဘူးအဲ့ဒီတုန်းက social media လည်းမရှိလေတော့ဘယ်သူကမှလည်းကျမမော်ဒယ်လုပ်မှန်းမသိကြပါဘူးတခါတလေတယောက်ကမဂဇင်းစာအုပ်ထဲမှာတွေ့လိုက်တာဆီယာမလားလို့မိလာတတ်တယ်အဲ့ဒီအခါကျကျမကစီးရာစ်တစ်စိရဲ့အေဝတ်အင်ဂျီပေးမလီလို့ပြန်ပြောတတ်တယ်အဲ့ဒါကိုကကျမအလုပ်ကိုတကယ်လို့များစီးရာစ်ကအေဝတ်အင်ဂျီတွေထုတ်ခဲ့မယ်ဆိုရင်သူတို့ကကျမကိုခေါ်ပြီးမော်ဒယ်လုပ်ကြော်ညာခိုင်းလိုက်မယ်ထင်ပါရဲ့အသက်50ကျော်အရွယ်ရောက်လာတဲ့အချိန်မှာတော့ကျမဟာနယူးယောက်မှာခြေချနေထိုင်နေပါပြီ။ကြော်ညာကမ်ပိန်းအကြီးစားတချို့လုပ်ဖို့ခဲ့တယ်လို့ပိုကြီးတဲ့ agency တွေနဲ့လည်းစာချုပ်ချုပ်နိုင်ခဲ့ပါပြီ။ဒါဟာကျမအတွက်ထိတွေ့ခွင့်ပိုရမယ်လို့ထင်ခဲ့လို့ပါပဲ။တကယ်တမ်းတော့ကျမထင်ထားတာနဲ့တခြားစီပါပဲ။ model လုပ်ကိုတစ်ခါတရံမှတာလုပ်နေရကနေလုံးဝနီးပါမလုပ်ရတော့ပါဘူး။ကျမက email ပို့ပြီးသူတို့နဲ့လက်တွဲရဆိုတာ model ဘဝကိုရပ်တန့်ပစ်လိုက်ဖို့မဟုတ်မှန်လမ်းပြောပါတယ်။အဲ့ဒါကိုသူတို့ဘက်ကလည်းဒီလိုတုံ့ပြန်စာပို့လာပါတယ်။ကျမအတွက်အလုံးမရှိသေးပါဆိုပြီးတော့ပေါ့။ကျမဖုန်းဆက်ရင်သူတို့ကပြောတတ်တယ်။သူတို့တွေကမင်းကိုမမြင်ချင်ကြဘူး။မင်းတက်ပို့ပြီးလူကြည့်များတဲ့တခြား model တွေကိုပဲတုံးချင်ကြတယ်။အဲ့ဒီအချိန်ကျကျမကတွေ့တယ်။ဒါပေမဲ့သူတို့ကလည်းကျမထပ်ပို့ပြီးလူကြည့်များနေတဲ့သူတွေမှမဟုတ်တာ။ဘာကြောင့်များဖောက်တယ်တွေကကျမကိုထပ်မတွေ့ချင်တော့ဘူးလေဆိုတာကျမဖြင့်နားမလည်နိုင်အောင်ပါပဲ။ကျမမော်ဒယ်လောက်တာဆယ်စုနှစ်နဲ့ချီနေပြီမဲ့အခုတော့နားဖို့အချိန်ရောက်လာပြီထင်ပါရဲ့လေ။ကျမရဲ့အတွင်ပြင်ကိုလူတွေမကြိုက်ကြတော့ဘူးဆိုတာကိုအခွင့်ကြုံလာတဲ့အခါဒီလောကထဲမှာရှိနေတဲ့လူတွေနဲ့ကျမတွေ့မိတတ်ပါတယ်။သူတို့ကလမ်းပေါ်မှာစားတောက်ဆိုင်ထဲမှာကျမနဲ့ဆုံပြီးပြောတတ်ကြတယ်။ကျမတို့ရှင့်ကို booking တင်ပေးမယ်ဘယ်တော့မှမရဘူးနော်တဲ့။ဒီတော့ကျမက agency ကိုတွားပြီးပြောရတာပေါ့လူတွေကကျမကို booking တင်ကြရဲဆိုမဟုတ်ပါဘူးမတင်ပါဘူးသူတို့ကမင်းကိုလူမားကြတာနေမှာပါအဲ့ဒီအချိန်မှာပဲကျမကသပင်စီးဆိုတာကိုရက်ပစ်လိုက်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ကျမစိတ်ထဲတော့တွေးတာပေါ့ငါလည်းမော်ဒယ်လုပ်ရတာမဟုတ်ဘူးအောက်ကအယောင်ကဘာတွေဖြစ်နေပြီလဲဆိုတာကြည့်အောင်ပါကျမသပင်တွေပြန်ရှည်လာပြီးကြည်ရဆိုးနေပါပြီထိတ်ကဥဆန်ဖို့ကအဖြူရောင်ပခုံးနာကသပင်တွေကရွှေရောင်ဖြော့ဖြော့အာဟာရဗေဒပညာရှင်အနေနဲ့ဆိုရင်တော့ပညာတော့တော်နေရင်သပင်ကဘာအယောင်ဖြစ်နေဘာအရေးလဲအချစ်ဆုံးတငယ်ချင်းဂျူလီယာဘယ်ရီအကြံအတိုင်းကျမသပင်ကိုတိုးကပ်နေအောင်ညှက်ပစ်လိုက်တယ်ပုံစံကအရင်ကတခါမှမမြင်ဘူးတဲ့ပုံတူထောင်ထောင်နဲ့အရန်ကိုစိတ်လှုပ်ရှားစရာပုံမျိုးပေါ့ပြင်ဖြူနဲ့တဘာဝအတိုင်းနေလိုက်ပြီးတဲ့နောက် agency ကကျမကိုဘယ်ပွဲမှမခေါ်တာ6လကြာသွားတယ်။အတော်လေးနာကျင်ခံစားရတဲ့အချိန်ကာလပါပဲ။ကျမအတွက်အခွင့်အရေးဆိုတာနောက်ထပ်မရှိတော့ဘူးလို့စတင်ခံစားလာရတယ်။ကျမရဲ့မော်ဒယ်ဘဝအမှန်တကယ်မိထီတန်သွားပြီလားလို့လည်းတွေးတောလာမိတယ်။နောက်တော့စိတ်ဝင်စားစရာကိစ္စတစ်ခုဖြစ်လာတယ်။လူရေးပွဲဒါရိုက်တာတယောက်ကကျမရဲ့ agency ကိုဖုန်းခေါ်ပြီး Time Magazine အတွက်မျက်နှာပုံတစ်ပုံရိုက်ဖို့ booking တင်တယ်။ဒီတစ်ခါတော့ကျမမအားဘူးဆိုတဲ့အကြောင်းပြချက်နဲ့ agency ကမြင်မရတော့ဘူး။အဲ့ဒီ director ဆိုသူရဲ့ရုံခန်းကလည်းကျမအိမ်ရဲ့တပလောက်လာဝေးရရဲ့မနက်ခင်းတိုင်းကျမခွေးကလေးကိုထွက်ကြောင်းတဲ့အချိန်အမြဲတမ်းတွေ့မိလိရှိတတ်တာရဲ့ကြောင့်လေနောက်တော့သူတို့ကကျမအတွက်အလုပ်တွေ booking တင်ကြတယ်ဒီနည်းနဲ့ပဲကျမ Time Magazine မှာပါလာရပြန်တယ်ကျမဤကဏ္ဍရဲ့ပထမဆုံးစာမျက်နှာရှင်ဖြစ်ခဲ့ရပြန်ပေါ့ကျမအတွက်အလုပ်တွေမရှိတာမဟုတ်ပဲရှိနေမှန်းကျမသိလာတယ်ဒါဟာကျမရဲ့ရုပ်ရည်ကြောင့်မဟုတ်ပဲကျမ agency ကြောင့်ဆိုတာကိုရောပေါ့ကျမအတွက်အစီအစဉ်တစ်ခုလိုပြီလေလူတိုင်းမှာသူ့အစီအစဉ်နဲ့သူရှိရဲ့ကျမဆိုတဲ့မိမကကျမအတွက်တည်ရှိနေတဲ့အလုပ်အကိုင်းအခွင့်အရေးကိုပြည့်ဝဝဖန်ဆုပ်ခြင်းနဲ့လူစားမျိုးကျမရဲ့ agent ဆိုသူတွေကကျမရဲ့လုံနိုင်ကိုင်နိုင်စွမ်းကိုမိတောင်းမြောက်ပေးရမှာဒါပေမဲ့အကြောင်းမျိုးကြောင့်သူတို့ကအဲ့ဒီလိုလုံးမပေးခဲ့ဘူးဒီအကြောင်းစလိုက်မိရင်တော့ရှော့ပေးလို့မဖြစ်ဘူးကျမကိုစားတစုံတယောက်ကဝင်ရောက်ချဲလဲနေတဲ့အချိန်အဲ့ဒီကိစ္စကိုဘေးထွက်ထိုင်ပြီးကိုနဲ့မဆိုင်သလိုလိုက်ပတ်ကြည့်နေလို့မဖြစ်ဘူးလေကျမက agency ကိုလူကိုယ်တိုင်လိုက်သွားပြီးစိတ်ထဲမှာရှိတဲ့များထုတ်ပြောပြလိုက်တယ်လိုချင်တာရှိရင်လူကိုယ်တိုင်ကတောင်းဆိုရမှဖြစ်မယ်မဟုတ်လားကျမ agent ကဒေါ်တပုံထတော့တာပေါ့ရှင်ကများရရဆဆကျမတို့ကရှင့်အတွက်အလုံးမရှာပေးဘူးဆွဆွဲရဲတယ်တူညာနေတာပါဒါကိုကျမတို့နှစ်ယောက်လုံးသိကြတယ်လူရေးပွဲတွေတွားတယ်ပြီးရင်အလုံးမရဘူး
အဲ့ဒါမျိုးဖြစ်တွေကျမမှာချိန်ဖန်များစွာဖြစ်လာတယ်လူရေးပွဲကိုတွားမယ်အမျိုးသမီးအယောက်20လောက်ရှိတဲ့လူတန်းကြီးထဲဆောင်မယ်ပြီးရင်အလုံးမရဘူးဒါဟာမော်ရယ်ဘွားရဲ့ဖြစ်နေကြကိစ္စတွေထဲကတစ်စိတ်တစ်ပိုင်းပေါ့လေကိုစားပြုတဲ့ကိုယ်စလဲတနည်းအားဖြင့်အေဂျင့်ကကိုအဲ့ဒီလိုလူရေးပွဲတွေအထိမတင်ပေးဘူးဆိုရင်တော့အခြေအနေကအတော်လေးဆိုးရဆိုရမှာပေါ့သူတို့ကလုံးဝဝင်မခံဘူးကျမအတွက်အလုံးမရှိဘူးဆိုတာကြီးပဲတွင်ပြောနေလို့လားကျမကသူတို့နဲ့စာချုပ်လဲထိုးတာတော့ပိတ်မိနေတော့တာပေါ့အလုံးမှာအခြေအနေဆိုးတစ်ခုတည်းပိတ်မိနေတဲ့အခါနောက်ပြီးအဲ့ဒါကလည်းပြောင်းလဲပြလို့မရဘူးကိုတိုင်းကလည်းအဲ့ဒီတဲကရုံမထွက်နိုင်ဘူးဆိုရင်နောက်ပိုင်းဘာဆက်ဖြစ်မလဲဆိုတာသိချမသိပဲလမ်းပြောက်သွားတော့တာပဲအဲ့ဒီလိုအဖြစ်ကတိတ်ကိုကြောက်ဖို့ကောင်းပါတယ်အဲ့ဒီအလုံးမှာတစ်ချိန်လုံးစိတ်ဆင်းရဲနေရတော့မယ်ဆိုတာသိချနေပါပြီတကယ်လို့အလုံးမှာပျော်ရွှင်မှုကိုမခံစားရတော့ရင်ကိုယ့်ရဲ့တနေ့တာဟာမောင်းအတိဖုံးနေတော့မှာပါအလုပ်ကိုရှေ့ဆက်လုပ်နိုင်ဖို့နဲ့အလုပ်အပေါ်ချစ်ခင်မှုရှိဖို့လိုအပ်ပါတယ်။ဘာလို့ဆိုလူတစ်ယောက်အတွက်နေ့တစ်နေ့တိုင်းရဲ့နူးထနေတဲ့အချိန်အများစုကအလုပ်ထဲမှာပဲအကုန်ဆုံးရတာမို့ပါ။အာဟာရဗေဒပညာရှင်အဖြစ်ဆွေးနွေးပေးတဲ့ရုံးခန်းမှာအလုပ်ကိုချစ်ပေမဲ့အလုပ်ရှင်တစ်ထေကိုသဘောမကျတဲ့အမျိုးသမီးရှေ့နေဖောက်တဲ့တွေအများကြီးကျမတွေ့ဘူးပါတယ်။သူတို့ရဲ့မပျော်ရွှင်မှုနဲ့စိတ်ဖိစီးမှုတွေကြောင့်အစားအသောက်ကိုသတိထားပြီးကောင်းကောင်းမွန်မွန်မစားနိုင်တော့တာကျမကောင်းကောင်းကြီးသဘောပေါက်ပါတယ်။ကျမကသူတို့ရဲ့အခြေအနေကိုပြောင်းလဲပစ်လိုက်ဖို့အကြံပေးတတ်ပါတယ်။လက်ရှိအလုပ်ကိုပြောင်းတခြားဥပဒေရုံးခန်းအသစ်ကိုရှာဒါမှမဟုတ်လေကိုပါရာလုပ်ငန်းရုံးခန်းအသစ်ထောင်တာမျိုးလုပ်လိုက်ရင်ပိုပျော်ပြီးကောင်းကောင်းမွန်မွန်စားတောက်နိုင်လာပါတယ်။ကျမရဲ့ဖောက်တယ်တွေအမြဲပြောလို့ရှိတာကကျမဟာစီယောဂအထူးကူတွေတက်ဈေးပိုတတ်တာရဲဆိုတဲ့စကားပါ။ကျမကမော်ရယ်အေဂျင်စီနဲ့ချုပ်ထားတဲ့စာချုပ်ကိုပြန်ကြည့်လိုက်တော့နယူးယောက်မြို့အတွက်တည်တံ့မဲ့အကျုံးဝင်နေဆိုတာတွေ့လိုက်ပါတယ်။ဒါနဲ့ကျမကဖီလာဒဲလ်ဖီးယားဟမ်တန်ကော်နယ်တီကတ်နယူးဂျာစီလော့စ်အန်ဂျလိစ်ဟမ်ဘတ်မြူးနစ်ဖယ်ရီနဲ့လန်ဒန်မြို့ကအေဂျင့်တွေစီဆက်တွဲပါတယ်။အဲ့ဒီအေဂျင်စီတွေနဲ့လက်မှတ်ထိုးလိုက်ပြီးတဲ့နောက်ကျမအတွက်အလုပ်လေးတွေစပြီးရလာပါတော့တယ်။ကက်တလော့တွေရိုက်ဖို့ဥရောပဘက်ခီးတွေစပြီးတွာလာရပါတယ်။စံသားနဲ့ပတ်သက်တဲ့ဈေးဝါကြော်ညာတွေအတွက်အက်ဒီတာအလုပ်ကလေးတွေစလုပ်လာရတယ်။ကျမအတွက်ဝင်ငွေကောင်းလာပြီမဲ့လေရင်စီးရင်တော့ဈေးသက်တာတဲ့လေချောင်းလိုင်းကပဲစီးတယ်။ပတ်စံချွေတာတယ်လေ။အိမ်နဲ့အနီးအနားကမြို့ကလေးတွေမှာကျမကကက်တလော့တွေကြော်ညာတွေရိုက်တယ်။ပြခန်းတွေအတွက်ရှိုးလျှောက်ပြီးရဲ့ဒါဟာတိတ်ပြီးပြောပလောက်တာမျိုးမဟုတ်ပေမဲ့အလုပ်ကအလုပ်ပါပဲ။အဲ့ဒီအလောက်ကတိတ်ပြီးဈေးမကြီးလာတဲ့ကုန်တိုက်တွေကဖောက်တယ်တွေအတွက်အဝတ်အစားတွေဝတ်ပြရတာမျိုးပါကျမက4000ပုံကတ်တူဆက်ကူနဲ့ကာယံထားတဲ့အဝတ်လေးခန်းထဲဝင်ပြီးအဝတ်လဲမယ်ပြီးရင်ထွက်လာပြီးလမ်းဘက်လျှောက်ပြရမယ်ပေါ့ထိုင်ပြီးကျမဝတ်ပြတဲ့အဝတ်အစားတွေကိုကြည့်တဲ့သူအရေးအတွက်ကအယောက်30လောက်ပဲရှိမယ်အဝတ်အစားတွေတစ်စုံနဲ့တစ်စုံကြာကျမကအဲ့ဒီကတ်တူဆက်ကူပုံကလေးထဲဝင်ထိုင်ပြီးနောက်ဝေးရမယ့်အဝတ်တစ်စုံလဲဝေးရင်ဘေကယ်ပမုတ်ကိုဒိန်ခဲတုပ်ထားတဲ့မုတ်ကလေးတစ်ကိုက်လောက်စားတယ်။တစ်ခုလုံးပြီးအောင်ထိုင်စားဖို့ကြတော့လဲအချိန်မှမရှိတာကိုမော်ရယ်အလုပ်အများစုကနယူးယောက်မြို့မှာပဲရှိတတ်တယ်။ဒီတော့ကျမကအဲ့ဒီအခွင့်အရေးတွေစီကနေနောက်ပြန်ဆွဲခံထားရတယ်လို့ဖြစ်နေတာပေါ့။ကျမဒီထက်ပိုပြီးကောင်းကောင်းမွန်မွန်လုပ်နိုင်တယ်ဆိုတာသိရဲ့။အနောက်အရှက်ဖြစ်နေတာကလည်းကျမရဲ့အသက်အရွယ်ဒါမှမဟုတ်ရုပ်ရည်ကြောင့်မဟုတ်ဘူးဆိုတာလည်းသိတယ်။အဲ့ဒါသူတို့ကြောင့်ကျမအပြစ်မဟုတ်ဘူး။ဒီကိစ္စကိုကြော်လွှားဖို့ဤလန့်ရှာရမယ်။ကျမကသူတို့ရဲ့စောင့်ဆိုင်ခံပါတယ်တွားပြီးထိုင်ဆောင်နေအကြီးကဲဆိုတဲ့ပုံကိုနဲ့တွေ့ခွင့်မပေးမချင်းဇွဲမလျှော့စတန်အတောင်းဆိုတဲ့ကျမကသူ့ကိုပြောတယ်ကျမလူရေးပွဲအတွက်အခေါ်မခံရတာ6လရှိပြီကျမကိုထွက်ခွာခွင့်ပေးပါတော့လိုချင်တာမရမချင်းမပြန်ဘူးလို့ကျမစိတ်ထဲဆုံးဖြတ်ထားပြီးသားသူတို့ဘက်ကလည်းသဘောတူလိုက်ပါတယ်အစောပိုင်းကလေးကအဲ့ဒီလိုကျမလုပ်ခဲ့ရမှာကျမလိုပဲခက်မြန်မြန်နားလည်စမ်းပါဒါမှဝေဒနာခံစားရတတ်တာမှာတကယ်လို့ဘာမှအပြောင်းလဲမရှိခဲ့ရင်တက်နိုင်တဲ့များအမြင်ဆုံးအဲ့ဒီထဲကရုံထွက်ပါဘာမှဖြစ်မလာမဲ့အတူတူဒါမှမဟုတ်ထူးခြားလာမှမဟုတ်မဲ့အတူတူပေါ့ဒါမှမဟုတ်လေငွေကြီးအရာအချီအနှောင်မခံထားရဘူးဆိုရင်ပေါ့လေအဲ့ဒါကကျမနဲ့အရင်ကအလုပ်အတူတူလုပ်ခဲ့ဘူးတဲ့အဝတ်အစားအေဂျင်စီတစ်ခုနဲ့လက်တွဲဖို့စီစဉ်ဖြစ်တဲ့အချိန်ပေါ့သူတို့ကကျမနဲ့အတူတွဲလုပ်ရဖို့စိတ်လှုပ်ရှားနေကြသလိုကျမရဲ့ပုံစံသစ်ကိုလည်းသဘောကျနေကြတယ်သူတို့က editor အာဘော်ကန္တာအတွက်အလုပ်လုပ်ပေးဖို့ကျမကိုတိုရွန်တိုကိုလွတ်လိုက်ကြတယ်တကယ်ကိုအမှန်ရစရာပါပဲဘာလို့ဆိုအသက်ကြီးလာလေအက်ဒီတာအာဘော်မှာပါဝင်ခွင့်ရဖို့ဘယ်သူကမှမလိုလားတတ်တော့လို့ပါပဲအက်ဒီတာအာဘော်ဆိုတာကတကယ်မိုက်တဲ့အပိုင်းမှာဒါ
ဒါပေမဲ့ကျမအတွက်တော့မမိုက်ပါဘူး။ဘာလို့ဆိုအဲ့ဒီအပိုင်းအတွက်ဘယ်လိုကိုဟန်ပြပေးရမယ်ဆိုတော့အလုံးဝမသိလို့ပါပဲ။ကတ်တလောက်အတွက်ဆိုရင်တော့အေးအေးဆေးဆေးပါပဲ။ပျော်ပျော်ရွှင်ရွှင်ပဲ။အဝတ်အစားအတွက်လည်းခေါင်းရှုပ်ခံစရာမလိုဘူးလေ။ကြောင်တောင်ရှူတောင်ကိုဆွဲပြီးဓာတ်ပုံအရိုက်ခံစရာမလိုဘူးလေ။အက်ဒီတာအားပေါ်မှာကြတော့ရုပ်ချီးဆိုသလိုခုံဖို့ကဖို့ခဏကိုကော့လန်ကန်ကားလုပ်ပြီးကိုရုပ်ကာယဟန်တွေလုပ်ပြဖို့လိုလာပြီးကျမအတွက်တင်ယူဖို့လိုလာပြီးဒီတော့ကျမက fashion magazine တွေပြန်ကြည့်ရတယ်တခုတည်းတော့ editor အဘော်ခန္ဓာမှာရိုက်ခဲ့ပူတာကကျမအသက်45နှစ်အရွယ်မှာပါနောက်ပြီးအဲ့ဒီရိုက်ခွင်းမှာသူတို့ခေါ်ထားတဲ့ super model တွေအတွက်ကြောင်တောင်နောက်ခံအနေထားနဲ့ညီပေးရတာကျမကတိုရွန်တိုကိုလေရင်နဲ့တွားတယ်အဲ့ဒီရိုက်ခွင်းမှာကျမကတူးတဲသော model ပဲဒါနဲ့ကျမကမေးမိတယ်တခြား model တွေရောဘယ်မလဲမရှိဘူးလေခမရတယောက်တည်းပဲနောက်တော့ကျမကဒီဇိုင်နာတွေအဝတ်အစားကုမ္ပဏီတွေနဲ့အပြန်စားအဝတ်အစားတွေနဲ့ပြည့်ရှံနေတဲ့ကဘာကြီးထဲရောက်သွားတော့တာပါပဲသူတို့ကအဖြူရောင်ပုံပြင်အဖြစ်ရိုက်ကြတယ်ရှင်းမျက်နှာစာအဖြူရောင်ဝတ်စားတွေနဲ့ရိုက်တာအတော်လေးလာတယ်ဒီချိန်ကိုသပင်ပုံစံတစ်မျိုးနဲ့သပင်အတူနဲ့တောင်မှပဲအလန်းစားဖြစ်နေရောအဲ့ဒီပုံတွေကျမပြန်ကြည့်လိုက်ရတော့ဟိုးဆိုတဲ့စကားတစ်ခုပဲပြောနိုင်တော့တယ်နောက်တော့ဘူကင်တွေစက်တိုက်ဆိုသလိုလိမ့်ဝင်လာတော့တာပါပဲကျမတို့ပထမဆုံးနယူးယောက်ကိုပြောင်းလာတဲ့အချိန်ကင်ဘယ်နဲ့ကျမတို့က Times Square ကိုရောက်လာပြီးအေယာမှာကြော်ညာဆိုင်ဘုတ်တွေကြီးဖြစ်တော့ကျမကသားကိုပြောပြမိတယ်။တနေ့အမေလည်းအဲ့ဒီပေါ်ရောက်ရမယ်လို့နောက်တော့ကျမတို့သားအမေနှစ်ယောက်သာရည်မိကြတယ်။အခုတော့ကျမအဲ့ဒီနေရာကိုအမှန်တကယ်ရောက်နေပြီလေ။ Times Square မှာရှိတဲ့15ပေအမြင့်ဘဲပုတ်ကြော်ညာကြီးမှာပေါ့Virgin America ကြော်ညာအတွက်အမျိုးသမီးပေါင်း300နဲ့အတူကျမလူရေးပွဲဝင်ပြိုင်ခဲ့တယ်။သူတို့ကကျမကိုရွေးလိုက်ကြတယ်။ရိုက်ခွင်းမှာကောင်လေးနဲ့ကောင်မလေးငယ်ငယ်တယောက်စီပဲရှိတယ်။အတော်ငယ်ပြီးကျမနဲ့စကားပြောလို့ကောင်းတဲ့အဆင်ပြေတဲ့အရွယ်လေးတွေပေါ့။နောက်ဆုံးတော့ဖေးပုတ်တွေမှာကျမမျက်နှာကနောက်ဆုံးတွေ့ရမယ့်အရာပါပဲ။အသက်68နှစ်မှာကျမကို Times Square ရဲ့နေရာအနှံ့မှာမြင်နေရပါပြီ။မြေအောက်ရထားလမ်းမှာ American နိုင်ငံတွေကလေဆိပ်တိုင်းမှာစသဖြင့်ကျမမျက်နှာကိုမတွေ့ဘဲနဲ့လေရင်ပေါ်ကရထားပေါ်ကဆင်းလို့ကိုမရတော့ပါဘူးကျမစပင်တွေဘုံငွေအောင်အဖြစ်ပြောင်းသွားပြီးတဲ့နောက်မှာအရာအလုံးကအဆင်ပြေသွားလိမ့်မယ်လို့ဘသူကကြိုးတိပါမလဲနော်အသက်15နှစ်အရွယ်တုန်းကအသက်18နှစ်ရောက်ရင်မော်ဒယ်ဘဝအဆုံးသတ်သွားလိမ့်မယ်လို့ဆိုကြပေမဲ့အခုအသက်82နှစ်အရွယ်မှာတော့ကျမဟာအအောင်မြင်ဆုံးဖြစ်နေခဲ့ပြီးကျမသိလိုက်တာကအမြဲတမ်းအတွက်နီလန်းဆိုတာရှိရဲ့နောက်ထပ်အစီအစဉ်တစ်ခုထပ်ဆွဲလို့ရနေတည်တယ်ဆိုတာပါပဲတေချာတာကတော့အဲ့ဒါကိုသိဖို့ရကျမအတွက်အချိန်တော်တော်ယူလိုက်ရတယ်လို့အခုထိလည်းသင်ယူနေရဆဲဖြစ်ပါတယ်နောက်တော့အရာမအံ့ဩစရာကြီးတစ်ခုဖြစ်လာပါတော့တယ်အဲ့ဒါကတော့ social media ပေါ်ပေါက်လာခြင်းမှာကျမတင်တဲ့ post တွေမှာဆိုလူတွေကကျမရဲ့သပင်ဖြူဖြူကိုသဘောကျတယ်လို့ဆိုကြပါတယ်နောက်ပြီးကျမသပင်အယောင်ကြောင့် model လုပ်ပေးဖို့အလုပ်အပ်ကြတာပါအခုတော့အခန်းတစ်ခုတည်းလမ်းလျှောက်ဝင်လာချိန်တစ်ခန်းလုံးမှာကျမတယောက်တည်းဖြူနေတာကိုတီးလိုက်ရရင်လည်းပျော်တတ်နေပါပြီတကယ်လို့နောက်ထပ်တစ်ကောင်လုံးဖြူနေတဲ့သူတယောက်ကိုတွေ့ရင်လည်းပြုံးပြီးတူတူပဲလို့စတတ်ပါသေးတယ်တေချာတာတစ်ခုကတော့ဘဝဆိုတာတဖြည်းဖြည်းချင်းပိုကောင်းပိုအဆင်ပြေလာတာမျိုးပါတင်းလာနေတိုင်းမှာကျမဟာတခြားရက်တွေထက်ပိုပြီးစိတ်လှုပ်ရှားရပါတယ်ဘာလို့ဆိုကျမအတွက်ပိုပြီးပျော်စရာကောင်းတာတွေဖြစ်လာမလားရဲ့လို့မျှော်လင့်ထားတတ်လို့ပါတကယ်လို့ဘာမှမဖြစ်လာဘူးဆိုရင်တော့ကျမက social media နဲ့ website တွေမှာတစ်ခုခုတင်ပြီးစိတ်လှုပ်ရှားစရာဖြစ်လာအောင်လုပ်တတ်ပါတယ်ဒါကြောင့်လေအသက်80နှစ်အရွယ်ရောက်လာရတာပျော်စရာပါလို့အစပိုင်းမှာပြောခဲ့တာပေါ့အသက်အရွယ်အတွက်ကြောင့်လည်းတော့ကျမကစိတ်မညစ်ပါဘူးပျော်လို့တောင်မှအားမရသေးတဲ့ဟာအခုလိုနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်